င်္ဂလာပါချစ်တို့ရေကဲရက်ကြီးလို့လုံးဝအမျက်မရှိဘူးเนาะတကယ်ရက်ကြီးလို့အမျက်လိုချင်တဲ့သူတွေကတော့ကဲလာပြီးတော့ည join သွားတာမန်လေးချင်းမြတ်တာစီကညီမလေးတယောက်ရဲ့အော်ရာအမှားတော်လေးပေါ့เนาะ Billy Product အစုံမမရေပို့ပေးပါ10သိန်းပေါ့เนาะနည်းနည်းလေးကြော်သွားတယ်ကဲရတယ်မမရေပို့ပေးပါပေါ့เนาะ Billy Product အစုံကဘာတွေပါလဲဆိုတော့ပေါ့เนาะပြင်းသစ်ရေမွေးနဲ့မှုမွေးအေးလေးပါဝင်ပြီးတော့အသားရည်လည်းជីជីစိုးလေးဖြစ်စင်တဲ့အသားလည်းဖြူကျင်တဲ့သူတွေအတွက်မကြသေးခင်ကမှပြန်ဝင်ထားတယ် Billy Lotion လေးက9ဘူးရဲ့เนาะအစုံမဲเนาะ Billy Product တွေကိုလာ join သွားတာเนาะလုံးဝရက်ကြည့်လို့အမျက်မရှိဘူးပေါ့เนาะတကယ်လက်တွေ့ရောင်းကြည့်မှတကယ်အမျက်ရတာဒါလေးကကြတော့စံသားအတွက်အရန်ပဲကောင်းတယ်မထက်နဲ့မာကြီးဆိုနဲ့ကြော်ညာတဲ့ပေါ့เนาะ Billy စံသားပျက်စီးတာတွေကိုအချိန်မီကုစားပေးတဲ့ Billy hair care set လေးပေါ့เนาะ treatment လေးရဲ့ရှမ်ပူလေးရဲ့ဒါလေးကလည်းပါတယ်9တွဲပေါ့เนาะနောက်တစ်ခုကကြတော့ပေါ့เนาะဘာဆဆလုံးဝမပြတ်ဘူးเนาะနောက်တစ်ခုကကြတော့ပေါ့เนาะအယောင်ထွက်အားမှန်တဲ့เนาะ Billy lipstick ရောင်စုံကလည်းပါတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ရွှေမိုရတီ makeup ဆိုပြီးနာမည်အရန်ကြီးနေတဲ့ပေါ့ပေါ့ပါပါ glow skin လေးရချင်တဲ့သူတွေ skin care တွေအများကြီးမသုံးချင်တဲ့သူတွေဆိုရင်ဒါရွှေမိုရတီ makeup ပေါ့နော်ဒါလေးကကြတော့1 2 2မျိုးပေါ့နော်1 2 2မျိုးဒါလေးတွေလည်းပါတယ်သူဆိုရင်12ထုတ်ကနေစပြီးတော့လက်ကားစေးရတယ်12ထုတ်ဆိုရင်3,560,000နဲ့အမြက်ကလည်းလုံးဝရှယ်ကျန်းတယ်နောက်တစ်ခုကပေါ့ပေါ့နော်အိတ်ဆောင်နေနဲ့ပဲယူသွားခရီးသွားရင်းနဲ့ပဲယူသွားနောက်တစ်ခုကကြောင်းသွားရုံးသွားအေးစေးယူသွားလို့ရတယ်ပေါ့ glow skin လေးတစ်နေ့တာလုံး makeup look ကိုရစေမယ်ရွှေမိုရတီ makeup foundation လေးပေါ့နော်ဒါလေးကကြတော့လေ1 2 2မျိုးလုံးကိုနော်12ထုတ်စီဒါလေးကလည်းပါသေးတယ်နောက်တစ်ခုကကြတော့ပေါ့နော်skin care အများကြီးလည်းမသုံးချင်ဘူးမျက်နှာတစ်တွေလည်းလုံးဝမသုံးချင်တဲ့သူတွေအတွက်ဆိုရင်တစ်မျိုးဝယ်ပြီးတော့ face and body သုံးလို့ရတယ်နော် Billy နော်အသားဖြူဆက်ပြာလေးကပါတယ်သူဆိုရင်လေပေါင်းတင်ဆက်ပြာလေးဖြစ်တဲ့အတွက်မျက်နှာမှာတင်းတဲ့မဲဆက်ရှိတဲ့သူတွေတောင်မှတိတိတတ်တာပါစီတယ်နောက်တစ်ခုကလေခန္ဓာကိုယ်အတွက်လည်းလုံးဝအသုံးပြုလို့ရတယ်နော်ပေါင်းတင်အသားဖြူဆက်ပြာလေးဒါလေးကလည်းပါသေးတယ်မမကြီးအစုံထည့်ပေးပါဆိုတော့ပေါ့နော်တကယ်အမျက်လိုချင်တဲ့သူတွေကလေရောင်းရင်းနဲ့လည်းလက်ဆောင်ပေးမယ်နောက်တစ်ခုကကိုယ်တိုင်လည်းသုံးမယ်ရောင်းချင်လို့ပါဆိုရဲပေါ့နော် Billy Product အစုံနဲ့လာ join သွားတဲ့နော်ဒါမန်လေးကညီမလေးတယောက်ရဲ့ဒါအမှားတော်လေးပေါ့နော်ဒီမှာအမှားတော်လေးဒါဒီနေ့ပို့ပေးရမှာမင်းကိုလာ join သွားတာ10သိန်းကျော်ပိုးနေပါ10သိန်းသူကတော့လာ join တာ10သိန်းပိုးဒါပေမဲ့10သိန်းလေးနည်းနည်းလေးစွန်းသွားတယ်ဒါပေမဲ့နည်းနည်းလေးကျော်သွားတယ်မမကြီးရတယ် product အစုံထည့်လိုက်ပါတမီးကလက်ဆောင်လည်းပေးမယ်ပြန်လဲရောင်းမယ်နော်ကိုယ်တိုင်လည်းသုံးမယ်ဆိုတဲ့ညီမလေးအတွက်ပေါ့နော်တကယ်လက်တွေ့ကြအမျက်လိုချင်တဲ့ရောင်းချင်တဲ့သူတွေကတော့လာပြီးတော့ယုံကြည်မှုရှိတယ်မမေကိုလာပြီးတော့ join သွားပြီးရောက်ကုန်လေးဖြစ်ပါစေညီမလေးရေကဲပို့ပေးရမယ်အမှားတော်လေးပါကဲအခုနေရောင်းချင်တဲ့စမ်းသုံးရင်းထဲမှာရောင်းချင်တဲ့သူတွေဆိုရင်မမေရဲ့တီတီချက်ပေါက်တော့မဟုတ်ဘိုင်းမှာဝန်ရှိရှိကိုခိုးတေးတုံည6ကိုအသေးစိတ်ဆက်သွယ်မေးမြန်းမှာယူလို့ရပါတယ်ကျေးဇူးပါ